မင်္ဂလာပါရှင်။ကျမကတော့ဇင်းနစ်လီဂယ်စာပေmemberဝင်တရားလွှတ်တော်ရှိနေဒေါ်နှင်းမြတ်မော်ပဲဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ဇင်းနစ်လီဂယ်စာပေဟာဆိုရင်ဥပဒေရေးရာနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုဖြေကြားပေးလျက်ရှိသလိုဥပဒေရေးရာအကြောင်းအရာတွေကိုလည်းပြောပြပေးလျက်ရှိပါတယ်။ကျမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့စွန့်ပစ်မှုဆိုတဲ့အကြောင်းအရာကိုပြောပြပေးခြင်းပါတယ်။လင်မယားနှစ်ဦးဟာအကြောင်းပြချက်မရှိဘဲနဲ့ခွဲခွာနေုံနဲ့တရားဝင်လင်မယားအရာကနေပြည့်စဲသွားလားဆိုရင်ပြည့်စဲသွားခြင်းမရှိပါဘူး။စွန့်ပစ်မှုဆိုတာကလည်းမြမဓလိထုံးတဲ့ဥပဒေမှာတာမန်အိမ်တော်ရေးပြမှုနဲ့ကြီးလေးတဲ့အိမ်တော်ရေးပြမှုဆိုပြီးတော့ရှိပါတယ်။တာမန်အိမ်တော်ရေးပြမှုမှာရက်စက်မှု၊ယောက်ျားရဲ့ဖောက်ပြန်မှုဒုတိယမယားယူမှုစွန့်ပစ်မှုလီဆယ်မှုတို့ပါဝင်ပါတယ်။ဒါဆိုရင်တော့စွန့်ပစ်မှုဟာတာမန်အိမ်တော်ရေးပြမှုတွေမှာပါဝင်ပါတယ်။စွန့်ပစ်မှုဆိုတာလင်ရဖြစ်စေမယားဖြစ်စေခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲနဲ့ခွဲခွာနေထိုင်တာထောက်ပံ့ပေးကမ်းခြင်းမရှိတာဆက်ပြီးတော့ပေါင်းသင်းဖို့အတွက်အားထုတ်ကြိုးပမ်းခြင်းမရှိဘူးဆိုရင်စွန့်ပစ်မှုမြောက်ပါတယ်။စွန့်ပစ်ခံရပြီဆိုရင်စွန့်ပစ်ခြင်းခံရတဲ့သူမှာအခွင့်အရေးရှိပါတယ်။ကိုကဆက်လက်ပြီးတော့ပေါင်းသင်းလိုတဲ့ဆန္ဒရှိရလားတရားဝင်ကွာရှင်းလိုတဲ့ဆန္ဒရှိရလားဆိုတာကိုဆန္ဒထုတ်ဖော်လို့ရပါတယ်။အကြောင်းကြားစာပို့ရတော်၎င်းသတင်းစာကြေညာရေးတော်၎င်းပြောပြလို့ရပါတယ်။ဒါကိုတစ်ဖက်ကညှင်းဆန်လာခဲ့မယ်ဆိုရင်ကိုကတရားဝင်ကွာရှင်းခြင်းနဲ့ဆက်လက်ပေါင်းသင်းလိုတဲ့ဆန္ဒမရှိတော့ဘူးဆိုရင်တရားရုံးမှာစွန့်ပစ်မှုကိုအခြေခံပြီးတော့ကွာလိုမှုဆွဲဆိုလို့ရပါတယ်။ထောက်ပံ့ပေးကမ်းခြင်းလည်းမရှိပေါင်းသင်းဖို့အတွက်အားထုတ်ခြင်းလည်းမရှိဘူးဒီလိုဆိုရင်နှစ်တွေလောက်ကြာတရားဝင်လင်မယားအရာကနေပြည့်စဲသွားခြင်းရှိသလားဆိုရင်ပြည့်စဲသွားခြင်းမရှိပါဘူးအရက်ထဲမှာတည်နေကြတာ6လဒါမှမဟုတ်လို့ရှိရင်3နှစ်ပြည့်လို့ခွဲခွာနေထိုင်နေဆိုရင်လင်ကန်းမယားကန်းအလိုလိုပြည့်စဲတယ်လို့သိနေတဲ့အသည့်ဟာမှားယွင်းပါတယ်တကယ်တမ်းတော့ဥပဒေမှာမရှိပါဘူး6လတို့3နှစ်တို့စွန့်ပစ်ရုံနဲ့လင်မယားအရာပြည့်စဲသွားခြင်းမရှိပါဘူးနှစ်တွေဘလောက်ကြာတရားဝင်ကွာရှင်းထားခြင်းမရှိလို့ရှိရင်လင်မယားအရာတည်မြဲနေမှာပဲဖြစ်ပါတယ်ဒါကိုကိုကစွန့်ပစ်သွားပြီးတော့သူနဲ့ဆက်လက်ပေါင်းသင်းလို့တဲ့ဆန္ဒမရှိဘဲနဲ့တရားဝင်ကွာရှင်းထားခြင်းမရှိဘဲနဲ့နောက်ထပ်အိမ်အောင်ပြုမယ်တရားမဝင်ထပ်မံထိမ်းများလက်ထပ်မယ်ဆိုရင်2015ခုနှစ်မှာပြဋ္ဌာန်းထားတဲ့တလင်တများကျင့်သုံးခြင်းဆိုင်ရာဥပဒေပုံမှာ73အရာအရေးယူခြင်းခံရနိုင်တယ်ဆိုတာကိုလည်းသတိထားဖို့လိုအပ်ပါတယ်။ဒါကြောင့်လင်မယားနှစ်ဦးဟာဆက်လက်ပေါင်းသင်းလို့တဲ့ဆန္ဒမရှိလို့ရှိရင်တရားရုံးမှာတရားဝင်ကွာရှင်းလို့ရပါတယ်လို့ပြောပြပေးလိုက်ရပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။